ကိုတွေ့တာနှစ်သက်မြတ်နိုးတဲ့အရာနဲ့ခွဲရတဲ့အခါမျိုးမှာဘလို့ဆင်ခြင်ရမလဲလောကကြီးရဲ့သဘာဝဟာတွေ့ကြုံဆုံကွဲပဲဘာတတ်နိုင်ပါလဲဆိုတဲ့အတွေးလေးနဲ့ရှော့ချဒီလိုရှော့ချမကြည်ဝနဲ့ဒေါသတွေဖြစ်လာပြီဆိုလို့ရှိရင်လေဒီဒေါသတရားဆိုတာငါ့ကိုပဲနှိမ့်ဆက်တဲ့တရားဖြစ်တယ်ဒေါသဖြစ်နေတော့ရောငါအတွက်ကောင်းကျိုးချမ်းသာမှာမရတစ်ဖက်သားကိုငါစိတ်ဆိုးနေရောငါအတွက်ကောင်းကျိုးချမ်းသာရမှာလို့ရမှာလားတစ်ဖက်သားရဲ့စိတ်ဆိုးမှုတစ်ဖက်သားရဲ့စော်ကားမှုလက်ခံပြီးခေါင်းထဲမှာစဉ်းစားနေလို့ရှိရင်ငါမှာပဲဆုံးရှုံးမှာပဲလို့ဒီလိုစဉ်းစားလိုက်ပြီးတဲ့အခါကျကိုကပ်ပါရာမမဟုတ်တာသူပြောတာသူနဲ့သာသက်ဆိုင်တယ်ငါလည်းမဆိုင်ဘူးဒီလိုနှလုံးသွင်းပြီးတော့တစ်ဖက်သားရဲ့စော်ကားမော်ကားတာနဲ့ကြုံတဲ့အခါမှာလည်းအဲ့ဒီလိုသိခန့်ခြင်းနဲ့နေရရမြတ်စွာဘုရားကိုယ်တိုင်ကအဲ့ဒီစနစ်ကိုကျင့်သုံးတဲ့